အားလုံးပဲမင်္ဂလာပါ We Family 2D Channel မှာကြိုဆိုပါရနော်အကူမများမင်္ဂလာပါဗျကျွန်တော်ဒီညနေမှာဗျလောကမအောင်တော့ကျွန်တော်ဒီဘောသွားနဲ့တင်လိုက်တာအကွာမှားသွားတယ်ဗျအမှန်တော့ဒီညနေလေးကွက်လည်းကိုလိုမလို့ပေါ့အောင်ကျွန်တော်မှားတင်မိလိုက်တာလောနဲ့ sorry ပါနော်အကုန်လုံးတကယ်ပါအခုကျွန်တော်မနက်ဖြန်အတွက်ကိုကျွန်တော်တင်ပေးမယ်ဗျာနော်မနက်ဖြန်9 ရက်နေ့အတွက်မနက်ပိုင်းအတွက်ကျွန်တော်တင်ပေးမယ်မနေ့ကလိုပဲကီးလေးပါမယ်ဝမ်းချင်းလေးပါမယ်အကွက်6ကွက်ပါမယ်ပြီးရင် main ကွက်ပါမယ်ဒီနေ့မှာဘာထူးခြားသွားမလဲဆိုတော့ main အကွက်ကကျွန်တော်ဒီညမပြအောင်အဲ့တော့ main ကွက်ရွေးရကျွန်တော်နည်းနည်းလိုအပ်ချက်လေးရှိနေသေးတယ်နော်မနက်ဖြန်ကြမှာကျွန်တော် main ကွက်အနီးကရှောင်းနေကျွန်တော်တင်ပြီးပြီကျွန်တော်ရဲ့ဗီဒီယိုလက်ရှိကြည့်နေအကူမများ subscribe လေးမလုပ်ရသေး subscribe လေးနှိပ်သွားပေးပါလက်မလေးနှိပ်ပေးပါအများမြင်အောင်လည်း share ပေးကြပါဗျာနော်ကဲအဲ့ဒါလည်းအချိန်ကြီးအများကြီးဆွဲမနေတော့ပါဘူးနော်မနက်ဖြန်အတွက်ကြည့်မယ်နော် subscribe မလုပ်ရသေးတဲ့အကူမများ subscribe လုပ်ပေးပါ like လေးလုပ်ပါဖြစ်နိုင် share ပေးပါဗျာအများကြီး share ပေးပါနော်ကိုပေါ့တဲ့သူမျိုးပေါ့တော့လဲဝမ်းသာရတာပါဗျာနော်ကြည့်အောင်နောက်ဖန်တွဲရင်ဆုံးလာမယ်နေတဲ့ကီခုနေနေမနက်ပိုင်း7 နာရီမိနစ်တော့နော်တခြားကြည့်ပါနော်ကျွန်တော်မျိုးလေးအကူမလေးတခြားကြည့်ပါနေကုန်ကီတနေ့လုံးကစားမယ်ကီနော်တနေ့လုံးကစားမယ်ကီပါဟာလေကီယာ1 2 3ကီနော်ကြည့်ကြပါနော်အကူမပဲကြည့်တဲ့ခါမှာ subscribe မလုပ်ရသေး subscribe နှိပ်ပေးပါ share ပေးပါနော်အများကြီးမြင်အောင်လို့လာလေးလည်းပေးပါနေကုန်ကီ1 2 3ကီမနက်ဖြန်နော်အဲ့ဖန်1 2 3ကီဝမ်းချင်းဟာ38ဝမ်းချင်းဒါကျွန်တော်ပုံမှန်နေကြတိုင်းကီကိုဝမ်းချင်းလေးနဲ့ကပ်ပေးတာ6ကိုရတယ်နော်38ဝမ်းချင်းဆိုတော့1 3 2 3 3ဘူးရယ်8 2 8 3 8နော်ဝမ်းချင်းလေးကကျွန်တော်ခိုင်းထည့်ပြီးတာသူကီကတော့ကြာနေတာပေါ့သူကြားတဲ့အစဉ်တိုင်းပဲကျွန်တော်ထည့်ပေးထားတယ်မနက်ဖြန်7 နာရီခွဲမှာကျွန်တော်အနည်းကအားစမလို့အောင်လေထိတ်စီးနဲ့2 ကွက်ထဲရွေးပြီး2 ကွက်ထဲနော်လုံးဝ main ကွက်2 ကွက်ထဲရွေးပြီးဒီ6 ကွက်ထဲကပဲရွေးထုတ်ပြီးမှာနော်main ကွက်2 ကွက်ဒီ6 ကွက်ထဲရွေးထုတ်ပြီးမှာနော်7 နာရီခွဲကျွန်တော်တင်ပြီးမယ်အနည်းကတင်ပြီးဝင်ကြည့်ပါနော်အမျိုးလေးကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးပါ share ပေးပါပေါ့နော်အများကြီးကျွန်တော်နေ live လွှင့်မပြောတာကျွန်တော် subscriber တွေ short မပြည့်သေးလို့ကျွန်တော် live လွှင့်ဝင်မကြာသေးဘူးဗျ live လွှင့်ဝင်ကြာရင်တော့ကျွန်တော်အမျိုးဖိုးအဆင်ပြေတာပေါ့ဗျာနော်ကျွန်တော်လည်း live လွှင့်ပြီးတင်ရကြတော့ကျွန်တော်တွက်ခွင့်နေပါကျွန်တော်ကိုင်းနေ site တွေပဲကျွန်တော်ချပြလို့ရတယ်မနက်ဖြန်ညနေပိုင်းတော့အချိန်ရရင်တော့ကျွန်တော်ချပြပါမယ်ဗျာနော်အခု9 ရက်နေ့မနက်ပိုင်း7 နာရီမိနစ်အတွက်ကိုတော့ဒီတိုင်းကစားပေးပါဗျာနော်ကျွန်တော်ရဲ့ထိုးဘက်လေးမကြိုက်ဆိုလဲဒီမှာကီးလေးရှိတယ်ဝမ်းချင်းကြီးရှိတယ်ကြိုက်ထောင်ယူပြီးတော့ကစားနော်ကိုညံရှိသလိုညံသုံးပြီးကစားနော်ဟုတ်ပြီကိုကလည်းမသိဘူးနားမလဲဘူးဟုတ်ပြီဆရာကြီးဆရာတင်ပေးတိုင်းပဲကျွန်တော်ထိုးမယ်ကျွန်တော်တို့ထိုးမယ်ဆိုတော့ရတယ်ဒီ6ကိုထိုးမလို့ဘူးဗျာနော်ကျွန်တော်တင်ပေးခဲ့တဲ့ဗီဒီယိုတွေပြန်ကြည့်နော်ဒီတစ်ပတ်စာပြန်ကြည့်လိုက်မလို့တော့နော်ကျွန်တော်8 ချိန်ကို9 ချိန်အောင်ပြီထင်တာကျွန်တော်ဒီညနေကျွန်တော်ကြောသွားမှာလို့မှားနေလိုက်လို့လားနော်ကျွန်တော်ရ14 19 64 69 4 ခွက်ထဲရကျွန်တော်အဲ့ဒါကိုမနက်ဖြန်စာ9 ရက်နေ့စာနဲ့6 ရက်နေ့ညနေပိုင်း9 ရက်ညနေပိုင်းကျွန်တော်မှားတင်လိုက်တာ
အားကြောင့်မို့ပါနော်အကုန်လုံးနင်းတောင်းမှန်နေနော်လူကတော့မမားသရှိနေမသိသေးစေးသမားဆိုတော့မရှိပါဘူးဒါကိုကပြောတာမဟုတ်ပါဘူးနော်ကျွန်တော်ကိုယုံကြည်မှုနည်းပြီးတော့အခုလုံးမလို့မထိုးရင်လည်းအခုလုံးမလို့ပဲမရမှာဆိုလို့ကျွန်တော်ကဒီလိုမျိုးလေးပြပြရတာပါနော်ယုံကြည်လေးနဲ့ကစားပါမနက်နှစ်ကွက်ထဲနော်17ခွင်နှစ်ကွက်ထဲတင်ပေးမယ်နော်အဲ့တော့ဝင်ကြည့်ကြတော့နော်ကိုကြည့်ပြီးတော့လည်း subscribe မလုပ်ရသေးလို့ subscribe လုပ်ပြီးမ share ရသေးလို့ share ပြီးနော် like မပေးချင်လည်းမပေးနဲ့ရတယ်နော်အများကြီးများ share ပြီး subscribe လေးနှိပ်ပြီး subscribe နှိပ်ပြီးတော့ notification ခေါင်းလောင်းလေးကို all video တွေမှာထားပြီးအဲဆိုရင်ကျွန်တော်တင်တဲ့ပုံတိုင်း video တိုင်းကိုအကုန်မြင်ရမယ်နော် subscribe နှိပ်ပြီးနောက်ခေါင်းလောင်းလေးကိုနှိပ်လိုက်ရှင်အပေါ်ဆုံးမှာ all video ဆိုတာရှိတယ်ဘာတင်နေအမြင်ရတယ်အကုန်လုံးဟာနော်အဲ့လိုမျိုးခေါင်းလောင်းလေးနှိပ်ထားပြီးအဲဆိုကျွန်တော်အနီးကပ်ပဲတင်နေလူညာဘက်တွေပဲတင်နေနော်နေကင်းပဲတင်နေဘလိုပဲညနေပိုင်းပဲတင်နေအဲ့ဒါဆိုတင်မြတွေ့ရတွေ့ရင်လည်းအခုလုံးမလို့ပေါက်ပြီးသားမှတ်လိုက်တော့နော်ဟုတ်ပြီလားကဲမနေ့ကမှထပ်ပြီးအောင်ဝက်ခံနေဗျာမနေ့ကနော်မနေ့ကညအောင်ဝက်ခံလို့ရအောင်ကျွန်တော်အကောင်းဆုံးကြိုးစားပေးမယ်အခုလုံးမလို့ဘက်ကကျွန်တော်တစ်ခုပဲပြန်လုပ်ပေးနော် subscribe နှိပ်ပြီး share ပေးပါနော်ဟိုတူထိုးစားချင်းချင်းပဲနော်ကူညီကြတယ်နော်ပြီးရင်နောက်တစ်ခုပါဆိုတော့ပေါက်ရင်လည်းကျွန်တော် comment လေးဝင်မှတ်ခဲ့ပြပါဗျာနော်ကျွန်တော်တကယ်ပြောချင်လို့ဘယ်သူတွေပေါက်လဲဘယ်လောက်ဖိုးရတယ်ပေါ့ဗျာနော်အဲ့ဒါကြီးချက်တော့ဝင်ပြောသွားပြီပါနော်ဟုတ်ကဲ့အားလုံးကျေးဇူးပါမနေ့ကအားလုံးပဲထပ်ပြီးအောင်ဝခံမယ်နော် collect